ကောင်းအောင်နည်းနည်းလေးတော့ပြီးခံပြီးတော့နားထောင်ပေးပါအတန်ကတော့ဝက်ကျမကြီးနဲ့ပတ်သက်တဲ့အားလေးတွေဒီတာလေးပြောပြခြင်းလို့ပါဒီတာလေးကတော့ကျွန်တော်တာဝန်ယူရတဲ့ဝယ်ရုံလေးပါကျွန်တော်တို့မြန်မာနိုင်ငံလူတွေဝယ်မျိုးရေးလို့ဝက်တွေရုံးပြီးတွေများတော့ရှုံးတာများတယ်ဘာလို့လဲဆိုတော့လုပ်ပြီးတော့ channel တွေကပွားမလာလို့လည်းလုပ်ပြီးတဲ့ channel တွေပါတော့ပြုတ်ပြုတ်ထုတ်အခုလည်းရောဂါဒီကြောင့်လေးဖြစ်ကြတယ်ရောဂါတွေဖြစ်တော့ကျွန်တော်တို့လည်းပဲပြုတ်ပြီးတာလေအခုဒီကနေပါနေလေးရတယ်ကျမကြီးနဲ့ပတ်သက်တော့ကျွန်တော်တို့ဒါဝယ်မျိုးရေးလို့တဲ့ channel လေးမှာတော့ကျွန်တော်ဒီနိုင်ငံမှာလာလို့တော့ဒီတာလေးတွေအများကြီးရတယ်ကျွန်တော်များတာကိုပြပါမယ်ဒါမျိုးလည်းဆိုတော့မြန်မာနိုင်ငံလူတွေဒီလိုနာခါကြီးကြီးရုံးကြီးတွေဟုတ်လားဝယ်ပေးတာကအားတော့ဝယ်ကြီးထားတဲ့ခါလေးရောဒီအေးစက်ပြီးကိုနောက်ကကတော့ခံစားရဖြစ်ပြီးတာပေါ့ဖြစ်နေတာလည်းအားတော့ဝယ်ပြီးအေးကြိုက်ပြီးတော့နောက်ကဟာတော့ဒါတွေကလေးစိတ်ပြီးတော့ဒါတော့ဒီချာအဲဒီကကျမကြီးနဲ့ပတ်သက်လို့ဆိုနေလို့ရပါတယ်ဝက်နေကောင်းမကောင်းဖြစ်တဲ့ခါလေးကြောင်းလူဖြစ်နေလေဒီကိစ္စလေးတွေဘယ်လိုဖြစ်လဲဆိုတာလေးကိုမေးလို့ရပါတယ်ဒီလိုရှိတဲ့လောက်တက်တဲ့လောက်ကလေးဖြေပေးပါမယ်ဒီဗီဒီယိုမှာလည်းနောက်ဗီဒီယိုလေးလည်းကြည့်ကြပါဦးသိပေါ်ပါတယ်